สวัสดีครับทุกคนအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဒီနေ့ထိုင်းကရိယာ၅လုံးပြောတဲ့အစီအစဉ်ကိုစလိုက်ကြရအောင်ခင်ဗျာပထမတစ်လုံးက non 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 ကအိတ်ဒီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ non အိတ်ဒီလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတော့ turn 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 ဆိုတာက no ဒီလို့အဓိပ္ပာယ်ရပါတယ်အိတ်ရထားဒီလို့လည်းသုံးလို့ရပါတယ်ခင်ဗျာ turn turn no ဒီအဲ့ရထားဒီလို့လည်းအဓိပ္ပာယ်ရပါတယ်ခင်ဗျ an 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 ဆိုတာဖတ်ဒီလို့အဓိပ္ပာယ်ရပါတယ်စာကိုစာတွေပါဖတ်တာကိုပြောတာဖြစ်ပါတယ်ခင်ဗျ an 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 ဆိုတာဖတ်ဒီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျနောက်တစ်လုံးကတော့ เขียน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 ဆိုတာရေးဒီလို့အဓိပ္ပာယ်ရပါတယ်စာတွေပေးတာဘာတွေရေးတာကိုပြောတာဖြစ်ပါတယ်ခင်ဗျာเขียนရေးဒီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်ဆုံးတစ်လုံးကတော့ဟာ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 ဆိုတာရှာဒီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဟာရှာဒီလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ပြန်ပြောကြည့်လိုက်အောင်ခင်ဗျာ non 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 ဆိုတာ80လို့အဓိပ္ပာယ်ရပါတယ် turn 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 no ဒီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ an 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 ဖတ်ဒီလို့အဓိပ္ပာယ်ရပါတယ်เขียนเขียนเขียนဆိုတာရေးဒီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာหาหาหาရှာဒီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲအဆက်ဆက်ရအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာ See you in the next video bye bye